TikTok ဗီဒီယိုတွေတင်တဲ့အခါမှာ viewer တွေအများကြီးရချင်တဲ့သူတွေအတွက် TikTok ဗီဒီယိုတင်တဲ့အခါမှာနီးမှန်လမ်းမှန်နဲ့ဘယ်လိုမျိုးတင်ရလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ TikTok ဗီဒီယိုတွေတင်တဲ့အခါမှာအရင်ကလိုမျိုးအပေါင်းလက္ခဏာနှိပ်ပြီးတော့တင်တာမဟုတ်ဘဲနဲ့ TikTok ရဲ့ search bar မှာ TikTok Creators Insight ဆိုတာကိုရှာပြီးတော့ကျွန်တော်ကတင်ရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့က view ကိုနှိပ်ရမှာပဲဖြစ်ပါတယ်ခင်ဗျာကဲ view လေးတွေကိုဝင်လိုက်ပါမယ်ကျွန်တော်တို့အထက်ကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ကိုသူပြပေးထားတာအများကြီးပဲပေါ့နော်ဆိုတော့ဒါကဘာတွေလဲဆိုတာကိုကျွန်တော်ပြပြပေးမယ်ပထမဆုံးဒီ suggested ဆိုတာကကြတော့ကိုယ့်ရဲ့ account ပေါ်မူတည်ပြီးတော့ဘယ်လိုဗီဒီယိုတွေဖန်တီးတင်လဲဆိုတာကိုသူကကြတော့ပြောပေးရပေါ့နော်ပြီးတော့ training ဆိုတာကကြတော့ကိုကတခြားသူတွေ training ဖြစ်နေတဲ့ဟာတွေ TikTok မှာနာမည်ကြီးနေတဲ့ဟာတွေကိုရိုက်ချင်နေဆိုရင်ဒီထဲမှာဝင်ပြီးတော့ trend လေးတွေ join လို့ရမယ်ပြီးရင်ကြတော့ဒီမှာဆိုရင်ဒီလုံးဝ hot ဖြစ်နေတဲ့ trend တွေပေါ့နော်အဲ့လိုမျိုး trend တွေ join ကျင်နေဆိုရင်လည်းရပါတယ် categories အနေနဲ့ကတော့အများကြီးပါပါတယ်เนาะကိုကြိုက်တာလေးတွေရွေးချယ်ပြီးလုပ်လို့ရတယ်ခင်ဗျကဲပြီးရင်ဒီဘက် photo post မှာကြတော့ကျွန်တော်ဓာတ်ပုံတွေတင်မယ်ပေါ့နော်ကိုကဗီဒီယိုမရိုက်ဘူးဓာတ်ပုံတွေတင်မယ်ဆိုရင်ဒီ photo post မှာနာမည်ကြီးနေရကဘာတွေလဲ trending ဖြစ်နေရကဘာတွေလဲဆိုတာကိုကြည့်ပြီးတော့ post လေးတွေတင်လို့ရပါတယ်အခုကျွန်တော်ကဖုန်းအကြောင်းတင်မှာဆိုတော့ကျွန်တော်တို့ကိုသူအကြံပေးထားတဲ့ suggested ထဲကိုဝင်မယ်ပြီးရင်ကျွန်တော်တင်မဲ့အကြောင်းအရာနဲ့ကိုက်ညီရဲပေါ့နော်စာတန်းလေးတွေကိုဝင်ပြီးတော့ဗီဒီယိုရိုက်မှာဖြစ်ပါတယ်ခင်ဗျာဒီနေရာလေးကိုကျွန်တော်ရောက်လာပြီဆိုရင်တော့ကျွန်တော်ပုံမှန်တင်နေကြအတိုင်းကိုတင်မဲ့ဗီဒီယိုကိုကျွန်တော်ကရွေးချယ်ရမှာဖြစ်ပါတယ်ခင်ဗျာဒီတစ်ပုတ်ကိုကျွန်တော်ရွေးချယ်လိုက်ပါမယ်ပြီးရင်ပုံမှန်အတိုင်းပဲကျွန်တော် next ကိုနှိပ်လိုက်မယ်ဒီထိတ်နာလေးမှာဆိုရင်သူ hashtag အနေနဲ့လည်းသူကနေတူရောက်နေပြီးသားဖြစ်တယ်ဒီ edit cover မှာကျွန်တော်ဘာလို့တင်ရလဲဆိုတော့ဗောနော်ကိုယ့်အကောင့်နဲ့ကိုဝင်ကြည့်ရတဲ့သူတွေကကိုကဘာအကြောင်းအရာကိုတင်ထားလဲဆိုတာကိုဗီဒီယိုကြည့်စရာမလိုဘဲနဲ့သူကတန်းပြီးတော့မြင်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီ edit cover လေးကိုကျွန်တော်ထည့်လိုက်မယ်ပြီးရင်တော့ more option တွေကိုကျွန်တော်ဝင်လိုက်မယ်ကျွန်တော်တို့က public နဲ့တင်မှာဆိုတော့ဒီခလုံးနှစ်ခုကိုကျွန်တော်ဖွင့်ထားလိုက်မယ်ပြီးရင်ကိုယ့်ရဲ့ဗီဒီယိုမှာသူများတချင်းပါနေရဆိုရင် copyright ရှိမညီဒီခလုံးကိုဖွင့်ပြီးတော့စစ်လို့ရတယ်ပြီးရင်ကျွန်တော်အရေးကြီးဆုံးက TikTok ဗီဒီယိုတင်တဲ့အခါမှာကြီးကြီးလင်းလင်းဖြစ်နေဖို့ကျွန်တော်ဒီခလုံးကိုဖွင့်လိုက်ပါမယ်ပြီးရင်တော့ပုံမှန်အတိုင်းဗီဒီယိုကိုတင်လိုက်လို့ရှိရင်ရပါပြီခင်ဗျာနောက်ထပ်သိချင်တာလေးရှိရင်မိတ်ကပ်ပေးလို့ရပါတယ် TikTok ဖောက်ထားတဲ့ဖုန်းနံပါတ်ကိုဘယ်လိုမျိုးပြန်ပြောင်းရမလဲမင်းနေလို့ကျွန်တော်ပြန်ပြီးဖြေပေးမယ်နော်ပထမဦးဆုံးအနေနဲ့ကျွန်တော် profile ထိပ်ကမင်းချောင်းသုံးချောင်းကိုနှိပ်မယ် settings and privacy တွေကိုဝင်ပါမယ်အဲ့ဒီကတဆင့်ကျွန်တော် account တွေကိုဝင်ရပါမယ်account နဲ့ရောက်သွားပြီဆိုရင် account information တွေကိုဝင်မယ်အဲ့ဒီမှာဆိုရင်တော့ဖုန်းနံပါတ်လေးရှိတယ်အဲ့ဒီတဲကိုဝင်ပါမယ်ခင်ဗျာတကယ်လို့ဖုန်းနံပါတ်နဲ့မချိတ်ထားတဲ့ account ဆိုရင်တန်းဝင်သွားမှာဖြစ်ပြီးတော့ဖုန်းနံပါတ်နဲ့ချိတ်ထားတဲ့ account ဆိုရင်ကျွန်တော်ပြထားတဲ့အတိုင်းပေါ်လိမ့်မယ် chain ဖုန်းနံပါတ်ကိုနှိပ်လိုက်ပါအဲ့ဒီကတဆင်ရှင်းနာက US ဆိုတာကိုနှိပ်မယ်အဲ့ဒီမှာကျွန်တော်ကမြန်မာဆိုပြီးတော့ရိုက်ရှာပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကိုလေးထည့်လိုက်ပြီးတော့ကိုရဲ့ဖုန်းနံပါတ်ကိုရိုက်လိုက်အောင်ပါပဲခင်ဗျာဖုန်းနံပါတ်ရိုက်ပြီးသားပြီဆိုရင်တော့ continue ကိုနှိပ်လိုက်ပါခင်ဗျာဒါဆိုရင်တော့ကျွန်တော်ကိုကုတ်6လုံးရိုက်ခိုင်းမှဖြစ်ပြီးတော့ကြာလာတဲ့ကုတ်6လုံးကိုဒီမှာရိုက်ထည့်လိုက်လို့ရှိရင်တော့ဖုန်းနံပါတ်ပြောင်းတာအောင်မြင်သွားပြီပဲဖြစ်ပါရဲ့ခင်ဗျာကဲအားလုံးလိုက်လို့အဆင်ပြေမယ်ထင်ပါတယ်